ချစ်စရာကောင်းပြီလွယ်ကူလာပါတဲ့တဲပန်းလေးလုပ်ကြမယ်နော်ပန်းလေးစားခောက်ပါမယ်နော်ခွေစံလေးကတော့3 လက်မပါရှင်3 လက်မကိုခွေလေးရင်ဆုံးခွေပါမယ်နော်ဘာတစ်ခွေလုံးရဲ့အရှိကတော့လက်မ20မကျော်ပါဘူးနော်ကဲခွေလေးခွေလို့ပြီးသွားပါပြီအယောင်ဆက်မှာတော့အတွင်းကျိုးလေးကိုအစာလေးတွေမဖုံလို့မိချစ်လေးနဲ့တူပါမယ်နော်လေဘင်းလေးမှာပဲအယောင်ဆက်မှာဖြစ်တဲ့အတွက်ခွင်းလေးခောက်ပြီးတော့အတွင်းထဲမှာပဲအယောင်ဆက်တဲ့ကျိုးလေးကိုထည့်ပါမယ်နော်ဆက်ထားတဲ့ကျိုးလေးပြုတ်ထွက်မသွားအောင်ခြေလေးနဲ့တင်းတင်းနှခါလို့ရပါမယ်ရှင်အပေါ်ကဖြူအောင်ကျိုးလေးကိုနှမ်းပြီးတော့ပွင့်ချက်လေးစပြီးချိုးပါမယ်နော်စပြီးချိုးတဲ့အခါကျရင်အတွင်းကပွင့်ချက်လေးရဲ့အရှိကဒါလေးက4စိတ်ကျော်လောက်ရှိပါမယ်နော်4စိတ်5စိတ်အဲ့လောက်ရှိပါမယ်အောက်ကကျိုးလေးကတော့လက်မ2စိတ်စာလောက်ပဲချိုးပါမယ်နော်အသေးပန်းလေးလုံးမှာဖြစ်တဲ့အတွက်လဲကပွင့်ချက်လေးရတိုးပြီးတော့ဘေးကပွင့်ချက်တစ်ခုကတော့ရှည်နေရပါမယ်နော်အတိုင်းတာလေးညီနေရပါမယ်ရှင်ပြီးအပေါ်အဖြူလေးပြန်အုပ်ပါမယ်နော်အုပ်တဲ့အခါကျရင်တိတိအပေါ်ကနေပြီးတော့ဒီဘယ်လိုပြောရမလဲအကွက်တီမအုပ်ပဲနဲ့နည်းနည်းချောင်ချောင်လေးအုပ်ပါမယ်နော်အဲ့ဒါမှပြန်ပြီးတော့အချိုင်လေးကိုပြန်ပြီးတော့ချီနဲ့ဆွဲထုတ်တဲ့ခါကျရင်အသေးလေးကပုံနေမှာပါရှင်ကဲအဖြူလေးကိုဖယ်ပြီးနောက်ထပ်ဒီတိုင်းမျက်ပွင့်ချက်လေးတောက်လျှောက်ချိုးသွားပါမယ်နော်ချိုးသွားတဲ့ခါကျရင်ပွင့်ချက်တစ်ဖက်နဲ့တစ်ဖက်ကိုညီအောင်လှလှလေးချိုးသွားပါမယ်နော်အားလုံးပွင့်ချက်လေးချက်ချိုးပါမယ်ရှင်ငါးချက်ဆက်ရင်လည်းငါးချက်ချိုးပါနော်ပွင့်ချက်လေးချက်လည်းထားပါတယ်နော်အပေါ်ဖြူလေးအုပ်တက်ခါကျရင်အချိုင်လေးတွေကိုထည့်ဖို့အတွက်လက်လေးနဲ့ဆဆပြီးကင်လုပ်ကြည့်တော့ပါနော်ဒီပွင့်ချက်လေးချက်ပြီးတော့ပါပြီပြီးတော့ရင်ထူးဆန်းလိုက်အခလီနဲ့တစ်ချက်ပေါက်ပါမယ်ရှင်အဖေသားလေးတွေကိုအဲ့နဲ့ site ပြီးလေးချာလေးပေါက်ပါမယ်နော်အဲ့ဒါမှသာလေပွင့်ချက်လေးတွေချိန်ထွက်သွားပါမှာနော်အဆုံးတက်ပြီးသွားပါပြီအဆုံးတက်ပြီးသွားရင်ဒီအသေးပန်းလေးအသေးပုံလေးပေါ်အောင်လို့လေပွင့်ချက်တူနဲ့ဆွဲပြီးတော့တုပ်ပါမယ်နော်ပွင့်ချက်တူလေးနဲ့အပြင်တူလေးနဲ့ဆွဲပြီးတော့တုပ်ချပါမယ်တစ်ချက်လောက်တုပ်လိုက်ရင်ခံသွားပါပြီနော်ကျန်တဲ့ပွင့်ချက်လေးတွေကိုလည်းလားတူလုပ်ပေးပါမယ်ရှင်ပွင့်ချက်လေးကိုတုပ်ပြီးသွားပြီနော်ကဲအသေးမလေးရပါပြီအပေါ်ကနေခွေးလေးပြန်တင်มาဖြစ်တဲ့အတွက်ခွေးပြင်ကျိုးလေးကို3 လက်မှပဲဖြတ်ပါမယ်နော်အဖြူအောင်လေးကို3 လက်မှဖြတ်ပြီးတော့ပန်းရောင်လေးကိုတော့လက်မဝက်လောက်ခွာပြီးတော့တူပါမယ်ရှင်ပြီးရင်တစ်ခုအညီမြကန်ပြီးတော့အညီကန်ပြီးခွေးပါမယ်နော်ပန်းရောင်ကျိုးလေးကိုဒီတိုင်းအညီမြဖြတ်လိုက်တဲ့ခါကျရင်လေးကိုသွားမှာဆိုလို့ပါနော်ဒီအထက်လေးခောက်တင်ပါမယ်နော်ခောက်တင်ပြီးသွားတဲ့ခါကျရင်အခြေလေးနဲ့ချီတုပ်လိုက်ပါမယ်အခလေးနဲ့ပေါက်ပြီးချီတုပ်ပါမယ်ရှင်ခွေးသားလေးကိုစိုက်ပြီးတုပ်ပါမယ်နော်တုပ်ပြီးတော့ပါပြီချစ်စရာကောင်းတဲ့တပ်ပါတဲ့တဲပန်းလေးရပါပြီနော်ဆုံးဖြတ်ကြည့်ကြတဲ့ဒူးတယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်